တိုက်စစ်ကကောင်းတွေပါဝင်လာတဲ့ eFootball ရဲ့ Next Gen နဲ့ Attacker Pack အားလုံးပဲမင်္ဂလာပါ eFootball မှာ Virus ကောင်းရဲ့ admin Virus ပဲဖြစ်ပါတယ်ကျွန်တော်တို့တင်လက်နေစာပါ update ပြီးမှဆိုရင်တော့ eFootball อ่ะပေါ့နော်ဒါ Next Gen နဲ့ Attacker Pack ဆိုပြီးတော့ဒါ pack တစ်ခုကို မိတ်ဆက်လာခဲ့တာကိုတွေ့ရပါတယ်ဒီ pack ထဲမှာဆိုရင်တော့ဒါ Nestor Rhyme ပါမယ် Puskas ပါမယ် T-Back ပါမယ်ပေါ့နော် Nestor Rhyme ဆိုရင်တော့ phenomenal finishing Bullet Header player skill ပေါဝင်လာကိုတွေ့ရပြီးတော့ Puskas ကတော့ Blitz Color low screamer နဲ့ပေါဝင်လာတာကိုတွေ့ရတယ်ပြီးတော့ဒါ Carlos T-Back ပေါ့နော် Carlos T-Back ကတော့ moment and dribbling with power တို့ပါဝင်လာအောင်တွေ့ရပါတယ်အဲ့ဒီကတ်တွေအပြင်မှာတခြားတော့ဒါနိုင်ငံအသင်းမှာရှိနေတဲ့ကစားသမားတွေရဲ့ကတ်တွေပါဝင်လာတာကိုတွေ့ရပါတယ်ဒီ pack ကတော့အခုလက်ရှိမှာဆိုရင်ဒါကမ္ဘာဖလားပြိုင်ပွဲတွေလည်းနီးကပ်လာပြီပြီးတော့လည်းဒါနိုင်ငံတကာချစ်စစ်ပွဲတွေလည်းရှိနေဆိုတော့ဒီလိုမျိုး national ပွဲတွေကိုထုတ်ပေးလာရဖြစ်ပါတယ် Nestor Rhyme ကဆိုရင်တော့ဒါ Netherlands အသင်းရဲ့2006ခုနှစ်ကိုဖေးရှူထားပြီးတော့အဲ့ချိန်မှာ Nestor Rhyme ရဲ့အသက်က30ရှိနေပါပြီ main မှာကစားနေကတ်လည်းဖြစ်ပါတယ်သူကတော့ Fox in the box playing style ပါဝင်ပြီးတော့ဒါ maximum rank AI playing style ပေါင်းလောက်တွေ့ရတယ် Puskas ကဆိုလဲအသက်25နှစ်အရွယ် Hungary အသင်းနဲ့1952ခုနှစ်ကို base ယူထားတဲ့ကတ်လည်းဖြစ်ပါတယ်ဒီကတ်ဆိုရင်တော့ဒီ Lion forward playing style ပါဝင်ပြီးတော့ AI playing style အဖြစ် Tristar ရဲ့ long range ရဲ့ပေါင်းလာတာကိုတွေ့ရပါတယ်ဒီကတ်လည်းတော်တော်လေးကိုမိုက်တယ်ပြီးတော့ဒါ T-Back ပေါ့နော် Carlos T-Back ရဲ့အသက်23နှစ်အရွယ်ဒါ Man U အသင်းမှာပဲရှိနေတော့ကတ်ဖြစ်ပါတယ်2009ခုနှစ်အာဂျင်တီးနားအသင်းမှာကစားခဲ့တဲ့ကတ်ကိုဒါက highlight ပြထားတာပဲဖြစ်ပါတယ်သူရတော့ play style က goal poacher ဖြစ်ပြီးတော့ AI play style အနေနဲ့ကတော့ Tristar ရဲ့ Mason Ryan ရဲ့ Incisive Ryan ဆိုပြီးတော့၃မျိုးပေါဝင်လာအောင်တွေ့ရပါတယ်ဒီဘက်ကတ်ဆိုရင်တော့ဒါမဲ့ဒီ epic ကအနေနဲ့ကတော့တော်တော်လေးကိုမိုက်တယ်ထူးခြားတဲ့အနေနဲ့ကတော့ဒါအခုလာနေတဲ့ပတ်မှာဆိုရင်ဒါ Man U တင်းရဲ့ကစားသမား2ယောက်တောင်ပေါဝင်လာတာကိုတွေ့ရပါတယ်ကျွန်တော်ရဲ့ပေါ့နော်ဒါ eFootball ပိုင်း Virus account ကို follow လုပ်ထားကြတဲ့သူတွေထဲမှာရောအခုလာနေတဲ့ Next Gen နဲ့ Attacker Pack ကနေဘာ player တွေပေါက်ခဲ့ကြလဲဘာ player တွေကိုဖောက်ပြီးသွားပြီလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ရပါတယ်